sorry နောက်ကြောင်ပါအဲ့ဒီငါတက်နေတွေ့ထွက် Okay တကောစီခေရပြီစောင့်တော့ဆက်ရပါလို့ရေပါချိုးလာတယ်ဒါတည်း Okay အဲ့တော့ပိုင်းနေနီးနေပြီအဲ့တော့ script တွေဇာတ်မထွက်သေးဘူးအဲ့တော့သူပါ idea ရှိရတယ်ပြပါပြောဘယ်သူပါရှိတယ်ပြော ကျွန်တော်မှာ idea တစ်ခုရှိ ပါတယ် အဲ့ဒါတော့ romance ပေါ့ Okay ဒါပေမဲ့ scene တစ်ခုပဲရောက်ဘယ်လိုစလဲဆိုတော့ဇလန်းအစမှာကောင်းလင်းတဲ့ကောင်မလေးရန်ဖြစ်နေမယ်ဗျာရန်ဖြစ်နေကောင်မလေးကကောင်းလေးကိုစိတ်ထုတ်ပြီးတွန်းထုတ်ပြီးထွက်သွားမယ်ကောင်းလေးကတော့တယောက်တည်းကြံခဲ့တာပေါ့ဗျာဒီမှာကောင်မလေးကအတွေးမျိုးစုံနဲ့တွေးပြီးတော့ထွက်သွားတယ်တော်တော်လေးသွားလိုက်သေးတယ်သွားပြီးအဲ့မှာရက်ပြီးတော့လှည့်ကြည့်မယ်ဗျာကောင်လေးကိုအဲ့ချိန်မှာကောင်လေးကသူ့ကိုစောင့်နေပါလားဆိုတော့တွေ့သွားပြီးတော့သူလည်းနည်းနည်းစိတ်ထဲမှာပျော်သွားပြီးတော့လက်ထဲမှာရှိတဲ့အထုပ်တွေအကုန်ပြစ်ချပြီးပြေးပြီးတော့ကောင်လေးစီပြန်ပြေးတယ်ဗျာပြေးအဲ့ဒါကိုကျွန်တော်ကဆိုလူရနဲ့ပြချင်တာသူတို့နန်းနေအောင်အဆင်ပြေတာကျွန်းဟာပုံသေးဘူးကွာဒိဗေလည်းမရှိဘူးကျောင်း project မှာမတူကနမ်းမှာခက်ပဲတော့ဆက်ကြမှာကျွန်တော်မှာမိုက်တာလေးရှိတယ်ပြောပြမယ်နော်အဲ့ဒါတော့လူစားတွေအကုန်လုံးစုပေးအဖွဲတစ်ဖွဲရှိတယ်အဲ့ဒီကအဖွဲကောင်းစားနေပြီးတော့စပြောတယ် Gentlemen, welcome to the Loser Club. မင်းတို့ဒီဖွဲ့ထဲဝင်မယ်ဆိုရင်တိုင်းနာမယ်ချက်တွေအများကြီးရှိပထမဦးဆုံးအနေနဲ့အဆက်ကွဲမှုပါဒုတိယအချက်ကတော့ဘယ်တော့မှအောင်မြင်လို့မရနောက်တစ်ချက်အရေးကြီးမန်ယူပဲလောင်းရလေးချက်မြောက်ဖွင့်ပြောတိုင်းအငင်းခံမင်းတို့လို့ပေါ့ပြီးရင်အချောင်ခိုရမယ်အောက်ခံပေါင်းပြီးဘယ်တော့မှလဲလို့မရဘူးအေးနောက်ဆုံးအချက်အဓိကကြတယ်3ယောက်ရှိရင်4ဖွဲ့ကွဲကိုကွဲနေရပြီးရတယ်ဘာလို့အဲ့မင်းတော့ကျွန်တော်ပြီးရတယ်တဲ့ပြီးရတယ်အမရောက်ပြီးကျွန်ခဏလေးခဏဒီကြိုက်တာခဏတာငါပြောပြမယ်ငါဟာကွာအခန်းတစ်ခန်းထဲမှာဝေးနင်ဟာကောင်းတော့ကောင်းတယ်ဒါပေမဲ့ horror ကြီးဖြစ်နေတယ်ဟာငါတို့ဗာလေ Halloween က horror တခုရိုက်ပြီးပါတယ်လေ horror bros go watching on YouTube right now အဲ့တော့သိရမလားအဲ့တော့ဘယ်သူဘာ idea ရှိသေးလဲဟုတ်တယ်ငါစဉ်းစားထားတာတော့လွန်ခဲ့တဲ့10နှစ်တုန်းကခုံပေါ်မှာပုံကြီးတစ်ပုံရှိတယ်အဲ့ပုံကြီးကနေ့ဆိုရင်တနေ့ညဆိုရင်တနေ့တနင်္လာနေ့ဆိုရင်တနေ့အင်္ဂါနေ့ဆိုရင်တနေ့တခါတလေလမ်းကူးတဲ့နားမှာလည်းရှိနေတယ်ဒလိကားထဲမှာလည်းတွေ့ရတတ်တယ်ဘယ်ကနေရောက်လာမှန်းဘယ်သူမှမသိကြဘူးဘယ်သူမှလည်းခရူးမဆိုင်ကြဘူးအထဲမှာဘာရှိမှန်းဘယ်သူမှမသိကြဘူးဝေးနေအဲ့တော့နစ်ဇလန်ကဒီပုံကြီးနဲ့ဘာဆက်ဖြစ်မှာမသိဘူးပါလေโอเคလူပါကြံသေးတယ်ကျန်တော့ကြံသေးပြောပြမယ် The name's Johnny but they call me the Extractor I've been in this business for 15 years 15 long years some say I'm the best there is others say I'm the only one who can do what I do I've seen things that will break an ordinary man I've faced the impossible odds calculated the risks that will make your hands shake
I walked alone, no backup, no safety net. And today, I'm going for a big one.အဲ့တော့နောက်ဆုံးမှာ ban ဆိုပြီးပြလိုက်ရင် sound company ဆန်သွားတယ်အဲ့ရနေ service ဆက်ဟုတ်တယ် ကိုမန်ဆာမာလာမမပြောင်းမရှိ နည်းနည်းပါပါလိမ့်နေရှိရတယ်တူရင် အဲ့ဆိုပြောမင်းတို့ဘာရေးမှာလဲ ကျွန်တော်ကိုမန်မရိုက်ပြသေးဘူး ဆိုတော့ horror နေကနေလုံးဝမရဘူး ဒါပေမဲ့ငါ့ဟာရိုက်ပြီ